กำลังใจก้าวหน้ากระทบกังวลการตัดสินใจกำหนดเวลาเกียรติแก้ปัญหากดดันกตัญญูဒီကောကိုင်နေစားတဲ့ vocab တွေကိုနားလည်တဲ့သူရှိကြတာပေါ့နော်။ Okay ဒီ10လုံးလုံးကိုနားလည်တဲ့သူလည်းရှိကြပါပေါ့နော်။ Okay ဒီစလုံးနဲ့ပတ်သက်တဲ့ example စာကြောင်းလေးတွေကိုဖြူနဲ့တူတူလေ့လာကြည့်ကြရအောင်နော်။ပထမဦးဆုံးတစ်လုံးကกำลังใจกำลังใจဆိုတာကစိတ်ခွန်အားပေးသည်กำลังใจအဲ့ဒါကိုဘယ်လိုမျိုး example မှာသုံးလို့ရလဲဆိုရင်ครอบครัวให้กำลังใจเสมอครอบครัวให้กำลังใจเสมอครอบครัวဆိုတာကမိသားစု ให้ဆိုတာကပေးသည်ဘာကိုပေးရလဲกำลังใจစိတ်ခွန်အားပေးတယ်เสมอဆိုတာကအမြဲတမ်းအဲ့တော့တတွဲလုံးကိုဘာသာပြန်ကြည့်မယ်ဆိုလို့ရှိရင်ครอบครัวให้กำลังใจเสมอဆိုရင်မိသားစုကအမြဲတမ်းစိတ်ခွန်အားပေးတယ်ครอบครัวให้กำลังใจเสมอအဲ့တော့မိသားစုကအမြဲတမ်းစိတ်ခွန်အားပေးတယ်နောက်တစ်ကြောင်းကကြတော့ก้าวหน้าဆိုတာကတိုးတက်တာကိုပြောတာသူ့ရဲ့ example ကကြတော့ถ้าขยันฝึกฝนจะก้าวหน้าแน่นอนถ้าขยันฝึกฝนจะก้าวหน้าแน่นอนถ้าတကယ်လို့ขยันဆိုတာကကြိုးစားတာ ฝึกฝนဒီမှာ ฝึก တလုံးနဲ့ဆိုလို့ရှိရင်လေ့လာတာပြောစင်လေ့ကျင့်တာပေါ့နော်ဒါပေမဲ့ ฝึกฝนလို့တွဲလိုက်မယ်ဆိုလို့ရှိရင်ပြောမစင်ဒီအရာတစ်ခုကိုပေါ့နော်အစတိုက်ကြိုးစားပြီးတော့လေ့ကျင့်လေ့လာတာကိုပြောချင်တာအဲ့တော့ถ้าขยันฝึกฝนတကယ်လို့စတိုက်ကြိုးစားနေမယ်ဆိုလို့ရှိရင်จะก้าวหน้าแน่นอนတိုးတက်မှာသိကြတယ်ถ้าขยันฝึกฝนจะก้าวหน้าแน่นอนနောက်ထပ်တစ်ကြောင်းကကြတော့နောက်ထပ်တစ်လုံးကกระทบဆိုတာကကြတော့တက်ရောက်တာကျမဆိုလို့ရှိရင်ဒီအကြောင်းအရာတစ်ခုအကြောင်းဒီကိစ္စဒီအကြောင်းအရာတစ်ခုကိုတက်ရောက်သွားတယ်ဆိုတဲ့သဘောပေါ့ကွာဒီမှာဆိုရင်မိုးရွာတာမိုးကြီးလို့ဒီလမ်းတွေမှာသွားလာရေးကိုထိခိုက်တယ်တက်ရောက်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အမှပြောမဆိုရင်ฝนตกหนักกระทบการเดินทางฝนตกหนักกระทบการเดินทางပြောမဆိုရင်ฝนตกหนักဆိုလို့ရှိရင်မိုးကြီးလို့မိုးအရန်ရွာလို့กระทบဆိုတာကတက်ရောက်သွားတယ်ဘယ်ရာမှာတက်ရောက်သွားတာလဲဆိုရင်การเดินทางအဲ့တော့ฝนตกหนักกระทบการเดินทางမိုးကြီးလို့သွားလာရေးကိုထိခိုက်တယ်မိုးကြီးလို့သွားလာရေးကိုတက်ရောက်တယ်သွားလာလို့အဆင်မပြေဘူးပေါ့နော်အဲ့လိုပြောချင်တာအဲ့တော့ฝนตกหนักกระทบการเดินทางနောက်တစ်ကြောင်းကကြတော့กังวลပေါ့နော်กังวลကကြတော့စိုးရိမ်တာစိုးရိမ်ပူပန်တာเนาะစိုးရိမ်ပူပန်တာဆိုတော့သူ့ရဲ့ example ကကြတော့ฉันกังวลเรื่องงานใหม่ฉันกังวลเรื่องงานใหม่ဒီမှာဆိုလို့ရှိရင်ฉันกังวลเรื่องงานใหม่ဆိုတာကฉันငါကกังวลဆိုတာကစိုးရိမ်ပူပန်နေတယ်ဘယ်အကြောင်းအရာကိုစိုးရိမ်ပူပန်တာလဲဆိုရင်เรื่องဆိုတာကအဲ့ဒီကိစ္စပေါ့နော်งานใหม่ဆိုရင်အဲ့ဒီအလုပ်အသစ်ကိစ္စကြောင့်ငါစိုးရိမ်ပူပန်နေတယ်ฉันกังวลเรื่องงานใหม่ငါအလုပ်သစ်ကိစ္စကိုစိုးရိမ်ပူပန်နေတယ်โอเคနောက်တစ်လုံးကကြတော့การตัดสินใจကြတော့စိတ်ဆုံးဖြတ်ထားတာပေါ့နော်စိတ်ဆုံးဖြတ်တာการตัดสินใจစိတ်ဆုံးဖြတ်ခြင်းပေါ့နော်သူ့ရဲ့ example စာကြောင်းကကြတော့การตัดสินใจครั้งนี้สำคัญมากการตัดสินใจครั้งนี้สำคัญมากการตัดสินใจครั้งนี้สำคัญมากသူ့ရဲ့အဓိပ္ပာယ်ကการตัดสินใจครั้งนี้การตัดสินใจစိတ်ဆုံးဖြတ်ခြင်းครั้งนี้ဆိုတာကဒီတစ်ခေါက်ဒီတစ်ချိန်ပေါ့နော်ဒီတစ်ချိန်စိတ်ဆုံးဖြတ်ထားတာဒီတစ်ခေါက်စိတ်ဆုံးဖြတ်ခြင်းကสำคัญมากสำคัญအရေးကြီးတယ် mark ဆိုတာကအရန်အရေးကြီးလို့ပြောချင်တာအဲ့တော့การตัดสินใจครั้งนี้สำคัญมากဒီတစ်ခေါက်စိတ်ဆုံးဖြတ်ထားတာကအရန်အရေးကြီးတယ်ဟုတ်ဆိုလို့ရှိရင်ဒီတစ်ခေါက်ဆုံးဖြတ်ထားတဲ့အကြောင်းအရာကဒီတစ်ခေါက်ဆုံးဖြတ်ထားတဲ့ကိစ္စကပေါ့နော်အရန်အရေးကြီးရလို့ပြောချင်တာအဲ့တော့การตัดสินใจครั้งนี้สำคัญมากနောက်ထပ်တစ်လုံးကကြတော့กำหนดเวลาကြတော့အချိန်စရာပြောမှဆိုရင် deadline လို့လည်းပြောလို့ရတယ်ပေါ့နော်กำหนดเวลาအချိန်စရာบริษัทกำหนดเวลาส่งงานเป็นวันศุกร์บริษัทกำหนดเวลาส่งงานเป็นวันศุกร์บริษัทကုမ္ပဏီကกำหนดเวลาဆိုတာအချိန်သတ်မှတ်လိုက်တယ်
ส่งงานอโลเคซ่าอโลกูပို့ဖို့ပေါ့နော်ခိုင်းရတဲ့အလုပ်ကိုပို့ပင်ဝန်စုဆိုတာကတောက်ကြနေအဖြစ်သတ်မှတ်လိုက်တယ်အဲ့တော့ body sat ကမ်နုဝေလာစုံငန်ပင်ဝန်စုအဲ့တော့ကုမ္ပဏီကအလုပ်ပို့ရမယ့်အချိန်ကိုတောက်ကြနေအဖြစ်သတ်မှတ်လိုက်တယ်နောက်တစ်ချောင်းကကြတော့ kiyat ကကြတော့ဂုံသိက္ခာပြောတာအဲ့ဒီမှာနဲ့အတန်တူတဲ့ဟာတစ်လုံးရှိတယ်ပေါ့နော်ဒီမှာ kiyat နော်kiyat ဆိုတာကဂုံသိက္ခာဒါပေမဲ့နောက်တစ်လုံးကအတန်နဲ့ဆင်ရမှာမဟုတ်ဘူးသူကကြတော့ clear ကောလော်အီယာတော့ clear အဲ့ဒါကမုံတာပြောနော်ဒါကမုံတာမဟုတ်နော် clear အဲ့ဒါကဂုံသိက္ခာအတိတ်ဘက်ကကြတော့ example ကကြတော့ခေါပင်ခွန်รักษาเกียรติของครอบครัวเขาเป็นคนรักษาเกียรติของครอบครัวเขาသူကပင်ဖြစ်တယ်คนรักษาเกียรติဆိုတာကဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့သူဖြစ်တယ်ของครอบครัวအဲ့မစင်မိသားစုရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့သူဖြစ်တယ်သူကမိသားစုရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့သူဖြစ်တယ်လို့ပြောချင်ရင်เขาเป็นคนรักษาเกียรติของครอบครัวเขาเป็นคนรักษาเกียรติของครอบครัวနောက်တစ်လုံးကแก้ปัญหาဆိုတာကပြဿနာဖြေရှင်းတာปัญหาဆိုတာကပြဿนาแก้ဖြေရှင်းတယ်အဲ့တော့แก้ปัญหาပြဿนาဖြေရှင်းတာเราต้องช่วยกันแก้ปัญหานี้เราต้องช่วยกันแก้ปัญหานี้เราต้องช่วยกันแก้ปัญหานี้เราငါတို့ကต้องဆိုတာကရမည်ဘာလို့ရမှာလဲช่วยกันကူညီပြီးတော့แก้ปัญหานี้ဒီပြဿနာကိုဖြေရှင်းကြရမယ်เราต้องช่วยกันแก้ปัญหานี้ငါတို့ဒီပြဿနာကိုကူညီပြီးတော့ဖြေရှင်းကြရမယ်เราต้องช่วยกันแก้ปัญหานี้နောက်တစ်လုံးကကြတော့กดดันကကြတော့စိတ်ဖိစီးတာ example ကงานเยอะมากทำให้ฉันรู้สึกกดดันงานเยอะมากทำให้ฉันรู้สึกกดดันงานเยอะมากအလုပ်အများများလွန်းလို့ทำให้ฉันรู้สึกกดดันဆိုတာทำให้ငါ့ကိုဖြစ်စေတယ်ဘယ်လိုဖြစ်စေရလဲဆိုရင်ฉันรู้สึกกดดันဆိုတာကစိတ်ငါ့စိတ်ထဲမှာစိတ်ဖိစီးနေလို့ခံစားရလို့ပြောချင်တာပေါ့ဒီကြောင့်လုံးဘာသာပြင်မယ်ဆိုရင်งานเยอะมากทำให้ฉันรู้สึกกดดันအဲ့တော့အလုပ်ရမ်းများလွန်းလို့ငါ့ကိုစိတ်ဖိစီးစေတယ်งานเยอะมากทำให้ฉันรู้สึกกดดันနောက်ထပ်တစ်လုံးကကြတော့กตัญญูဆိုတာကကျေးဇူးတရားအဲ့တော့သူ့ရဲ့ example ကကြတော့เราควรเป็นคนกตัญญูต่อผู้พระคนเราควรเป็นคนกตัญญูต่อผู้พระคนเราငါတို့ကควรဆိုတာကတင်တယ်เป็นคนกตัญญูဆိုတာကကျေးဇူးတရားတည်တဲ့သူဖြစ်တင်တယ်ပေါ့နော်ต่อผู้พระคนဆိုတာကကျေးဇူးရှင်တွေကိုအဲ့တော့เราควรเป็นคนกตัญญูต่อผู้พระคนငါတို့ကျေးဇူးရှင်တွေကိုကျေးဇူးရှင်တွေရဲ့ကျေးဇူးတရားကိုတည်တဲ့ရမယ်လို့ပြောချင်တာပေါ့နော်เราควรเป็นคนกตัญญูต่อผู้พระคนคนกตัญญูဆိုတာကကျေးဇူးတရားတည်တဲ့သူต่อผู้พระคนဆိုတာကကျေးဇူးရှင်ငါတို့ကကျေးဇူးရှင်တွေကိုကျေးဇူးတရားတည်တဲ့သူဖြစ်ရမယ်เราควรเป็นคนกตัญญูต่อผู้พระคนအဲ့ဒီမှာဆိုရင်အားလုံးပါကိုယ်ပိုင်နဲ့စားတဲ့ focus 10လုံးရှိတယ်ပေါ့နော်အဲ့ဒါကဘာတွေလဲဆိုရင်ဖြူနောက်တူနောက်တစ်ခေါက်ပြန်ကြည့်ကြရအောင်နော်กำลังใจစိတ်ခွန်အားပေးသည်ก้าวหน้าတိုးတက်သည်กระทบဆိုတာကတက်ရောက်သည်กังวลစိုးရိမ်ပူပန်သည်การตัดสินใจဆိုတာကစိတ်ဆုံးဖြတ်ခြင်းกำหนดเวลาဆိုတာကအချိန်စရာအတလုံးကเกียรติဂုဏ်သိက္ခာแก้ปัญหาเจตนาဖြေရှင်းသည်กดดันဆိုတာကစိတ်ဖိစီးသည်กตัญญูကျေးဇူးတရား
โอเคဒီ focus เสร็จแล้วကိုမှတ်မိလိမ့်မယ်လို့ထင်တယ်ပေါ့နော်နောက်ထပ် view တွေမှာပြန်နေကြမယ်နော်เจอกันวีดีโอคลิปหน้านะคะบ๊ายบายค่ะขอบคุณค่ะสวัสดีค่ะทุกคน